ရှိခူပသိမ်ရောက်နေတာပေါ့နော်အခုပသိမ်ရေပေါ်စီကိုသွားမှာဖြစ်ပါတယ်ဒီမှာတော့ပသိမ်ရေပေါ်စီကအမြင်ကြီးရပေါ့နော်အဲ့တော့ရှိခူနဲ့လိုက်ကြည့်ကြပါဦးဒါတော့ရှိခူတင်နေချင်းမာရီအောင်ဖြစ်ပါတယ် my best friend ရှိခူရောက်ပါပြီလာလေမိကြလေးကြားနေပါတော့ဘာမှတိုင်းတော့ရအောင်လေးတော့တာနားရဲ့ဇလူလေးကတော့ဒီဟာပေါ့နော်စတယ်ဒီမှာလည်းဒီဈေးကအများကြီးတော့မရှိဘူးမဲ့ဒီမှာလည်းသူတို့စုံတော့ပေါ့နော်ပြီးတော့ဒီကောင်ကနေ့တိုင်းဖွင့်တယ်ညစီဒါပေမဲ့ရှိခိုးအခုလာတော့လည်းနောက်ကျနေပြီဆိုတော့ဆိုင်လေးတွေချွတ်ဆိုင်လေးဆိုပိတ်ကုန်ပြီပါတောင်းကချောင်းမန်းဝါနာစီးလာတာနောက်ကျတော့5သိန်းရှိတော့ဘာလာလို့ဆိုရဲသူချင်ရမာရီပါတော့ဒါပဲဒီမကြီးတမ်းရေပြတော့ပါဘလော့ကနေဖူးဘလော့ပဲ။ဖူးဘလော့ကရေးစားတယ်။ဒါလေးပဲပါတော့နေဘာပဲမင်းမင်းကနေမင်းနေဒီ။အာစီးပွဲမှာစီး။တော့ကိုင်းစားလဲပြမယ်။စီအာအားလေးပဲပါတော့နေဘာပဲမင်းကြီးတမ်းများရေခဲတော့ပါဘာတော့။ညာလေးကဒီတော့ပဲရ။ကဲဒါလေးပဲပါတော့နေဒီရချေးရပါပဲဒါဆိုတော့ပါတော့။ကောင်း။ဘောကြီးတေးဘူးရော။ချီဖြူလာစီဝါလာ။နာလူကြီးอ่ะပါလဲလူကြီးอ่ะတမ်းစားတိုင်းလောင်းလို့ဘိုက်ချင်းပြပါတော့ပါဒီဘယ်နှမကျိန်နေရတော့စားတာပဲရှိတော့နောက်ကစားနေနေတူပဲဝရ10 out of 10 good ရှိပြီတော့စားလို့မရတော့ရှိတာခေါ်နေဒီနေ့ vlog ကြီးရတော့ဒီလောက်ပါပဲဒီနေ့ကြီးကတော့ပေါ့ကြာနေတာဆိုတော့တိမ်လေးပေါ့ဆေးပေါ့နော်ဒီဟာကိုဖျားရှင်လို့ဖျားရှင်တာဖြစ်ပါတယ်ဟုတ် bye bye